လီလီတယောက်ဟာသူ့အလုပ်တွေ share plan နဲ့စူးစမ်းနေတဲ့အခါမှာသူ့ဖုန်းမှာ message တစ်ခုဝင်လာပါတယ်။သူလည်းကြည့်လိုက်တဲ့အခါမှာတော့အဲ့ message ကတော့ game လုပ်ပေးမယ်ဆိုတာပါ။သူလည်းအတန် file နဲ့ပို့လိုက်ပါတယ်။ Thank you so much. I love you. ဒီလိုနဲ့သူလည်းပို့ပြီးသွားတဲ့အခါမှာတော့သူလည်းအလုပ်တွေဆက်လုပ်နေပါတယ်။ဒီအချိန်မှာသူလည်းပြန်တတိယလာပြီးတော့သူ့ boss ကိုသူလှမ်းပို့မိတာလားဆိုတော့စဉ်းစားပြီးဖုန်းပြန်ကြည့်လိုက်တဲ့အခါမှာတော့သူ့ boss ကိုပို့မိသွားတာပါ။လိုနဲ့သူလည်းစဉ်းစားနေပါတယ်။ငါဘယ်လိုလုပ်ရမလဲ။ဒီအချိန်မှာပဲဝန်ထမ်းတစ်ယောက်ဟာရောက်လာပါတယ်။သူ့လက်ထဲမှာတော့အေးဘူးကင်ထားပါတယ်။သူလည်းအကြံရသွားပြီးအေးဘူးခက်တီတီနဲ့ယူသွားပြီးရုံးထဲနဲ့ကိုခက်တီတီနဲ့ရောက်လာပါတယ်။ဒီလိုနဲ့ boss ကနေဘာလို့ငါယုံနေငယ်ဝင်လာတာလဲ။အော်ဆရာကော်ဖီလေးတိုက်ချင်လို့ပါ။ဒီလိုနဲ့ပဲသူလည်းသူ့ boss ရဲ့ရုံးနောက်လာနေတဲ့အခါမှာတော့သူ့ boss ရဲ့ဖုန်းဟာဘေးမှာထားရပါတယ်။ဟိုဆရာကြီးညီမဒီ project လေးလုပ်လိုက်အောင်မယ်နော်။ညီမကိုပေးပါ။ဒီလိုနဲ့သူလည်းဟိုဘက်နိုင်ရောက်တဲ့အခါမှာ boss ရဲ့ဖုန်းမှာ message ကိုဖြတ်နေပါတယ်။ဒီအချိန်မှာ boss လည်းရောက်လာပါတော့တယ်။လီလီဟာတော့ voice message ကို share plan နဲ့ဖြတ်နေပါတယ်။ဒီအချိန်မှာသူ့နောက်မှာ boss လာတော့တတိထားမိပြီ။ boss လီလီနေဘာလုပ်နေရလဲကျမငါဖုန်းပေးစမ်းယောဆရာကော်ဖီတောက်ပါအောင်ဟာနင်းလက်ထဲမှာငါဖုန်းဆိုငါတွေ့ရနော်အိုး voice message ပဲနေဘာပို့လာလဲငါနားထောင်ကြည့်လိုက်အောင်မယ်ဒီအချိန်မှာ boss ကိုဖွင့်လိုက် Thank you so much I love you အေး I love you too ဒီအချိန်မှာလီလီဟာတော့မျက်နှာယိုနီးရဲတွတ်သွားပါတော့တယ်အပိုင်းတစ်လေးဟာတော့ဒီလောက်ပါပဲရှင်အားလုံးပဲအပိုင်းနှစ်မှာပြန်ဆောင်ကြမယ်နော် Bye bye guys